အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကျန်စစ်သားပါဒီနေ့တထုံပြည်ကမဏိစန္ဒာကိုတွားခေါ်လာတာဗျပကံပြည်ကအနွယ်ထာမင်းကြီးစီကိုကျွန်တော်တွားပို့ရမှာပါမဏိစန္ဒာလည်းပါတယ်ဗျမဏိစန္ဒာကြီးပြိတ္တကြီးကိုနှုတ်ဆက်လိုက်ပါဦးမဏိစန္ဒာတော်တော်ချောတယ်နော်ဟုတ်တယ်မလားကောင်းကြီးတို့မပြတ်မားနဲ့နော်ဒါအနွယ်ထာမင်းကြီးကို brother တို့ကျွန်တော်ပြောရင်ယုံမှာမဟုတ်ဘူးမဏိစန္ဒာကျုပ်ကိုကြိုက်နေတယ်ထင်တယ်ဗျလမ်းသွားရင်လည်းကျုံတာခဏလာကတ်တယ်ခတ်တာဗျာ तू ကအနွယ်ထာအတွက်ဆက်လိုက်တဲ့မင်းသမီးဗျာကျုပ်ကတော့ပတ်သက်လို့ဖြစ်ပါမလားမသိဘူးအကြံလေးပေးကြပါဦးကဲတာကြီးတို့ဒီမြစ်ကိုကြော်ရင်တော့ငါတို့မြန်မာနယ်စပ်ရောက်ပြီကွာအခုကတော့တထုံပြည်ဘက်ကမ်းမှာပဲရှိသေးတယ်မဏိစန္ဒာကိုလှေပေါ်တင်ပြီးတော့ငါတို့ဟိုဘက်ကမ်းကိုကူးကြမယ်ဟိုဘက်ကမ်းရောက်ပြီဆိုလို့ရှိရင်ကွာမြန်မာပိုင်နဲ့ဖြစ်သွားပြီဆိုတော့အေးဆေးဖြစ်သွားပြီကွာဒီဗီဒီယိုလေးငါတရုတ်ပြည်ကဝယ်လာတဲ့ drone နဲ့ရိုက်ထားတာကွာမင်းတို့လိုချင်တယ်ဆိုလို့ရှိရင်ငါချင်းတောင်းထဲမှာအဲ့ drone လေးထည့်ထားတယ်အဲ့ကနေဝင်ဝယ်လို့ရတယ်နော်တားကြီးတို့ညငါပြောတာမှတ်မိသေးလားငါ့ကိုမဏိစန္ဒာကြိုက်နေလားမသိဘူးဆိုတာလေအေးတကယ်ကြိုက်နေလားမသိဘူးဟျောင်းကြီးငါနောက်ကိုပဲအတင်းလိုက်ကတ်နေရဟိကောင်မကြီးကချောတယ်ကွာငါလည်းစိတ်တော်ဝင်လာတယ်ဒါပေမဲ့အနော်ထာမင်းကြီးစီကိုဆက်လိုက်တဲ့မင်းသမီးကိုငါလမ်းမှာဒီလိုလုပ်တယ်ဆိုလို့ရှင်တော့ပကံပြေရောက်တယ်ဆိုလို့ရှင်ငါ့ကိုတော့ကျင်းနေစော့မှာပဲဒုက္ခပဲတားကြီးတို့ငါ့ကိုအကြံလေးပေးကြပါဦး